ဆိုနေပယ်တစ်ခုမှာဆရာကြီးဖြစ်ဖို့အတွက်နိုင်10,000ပဲလိုရတယ်ဆို Malcolm Gladwell ရေးထားတဲ့ The Stories of Success ဆိုတဲ့စာအုပ်ထဲမှာဒီ10,000 hours rules ကိုပြောပြထားတယ်ဒီ10,000 rule ကတနည်းကို8နာရီနှုန်းနဲ့ကိုယ့်ရဲ့ career path အတန်ဝေဝမ်းကြောင်းမှာ3နှစ်4နှစ်လောက်ရင်းနှီးမြှုပ်နှံပေးသွားပြီဆိုရင်အဲ့နယ်ပယ်မှာဆရာကြီးဖြစ်သွားပါလိမ့်မယ်10,000 hours ဆိုတာကမဖြစ်မနေလိုအပ်ချက် requirements တခုတော့မဟုတ် it's just like generalize ဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒီစာအုပ်ထဲမှာဆိုရင်ကျွန်တော်တို့ Bill Gates တို့ကိုလည်းဒါ example အနေနဲ့ဖော်ပြထားတယ်ဆိုတော့ကိုတကယ်တခါတလေကြာရင်ကျွန်တော်တို့လမ်းနေပျောက်ကြတယ်ကိုဘယ်နေရာမှာကျွမ်းကျင်လဲမသိဘူးကိုဘယ်ဘိုင်းမှာရှေ့ကိုဆက်ရှောက်အောင်လည်းမသိဘူးဆိုရင်ဒီတစ်ချက်လေးကျွန်တော်လက်ဆောင်ပေးလိုက်ချင်ပါတယ်ကိုအချိန်ကာလတော်တော်များများကဘယ်နေရာမှာရင်းနှီးမြှုပ်နှံခဲ့ရတယ်ပထမတစ်ခုကကိုချိန်နဲ့လားဒုတိယတစ်ခုကဝင်ငွေရလားဝမ်းစာပြည့်လားတတိယတစ်ခုကတူတက်မှုရှိလားဆိုတဲ့အချက်၃ချက်နဲ့တိုင်းတာပါအခုလမ်းပြောင်းနေတဲ့လူတွေအတွက်ဆိုရင်ကိုပြန်ပြီးတော့ analyze reflect ပြန်လုပ်ကြည့်ပါဆိုတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုဆိုရင်ရောဘာဖြစ်မလဲ comment မှာဖြည့်သွားနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်